တိုက်ခန်းအောက်ကတုတ်ထိုးအကင်ဆိုင်မှာစားလာတာ3နှစ်ရှိပြီးချိန်ခွင်ပေါ်က44.4 ရွမ်ဆိုတဲ့ဈေးနှုန်းကိုကြည့်ပြီးနိမိတ်မကောင်းဘူးလို့ခံစားရတာနဲ့ဆိုင်ရှင်ကိုနောက်ပြောင်တဲ့သဘောနဲ့ပြောလိုက်တယ်ကျမကလည်းဖောက်တီဟောင်းကြီးပဲဟာကိုဒီနေ့အကျွေးလေးဖြတ်ပေးပါလား43.9 ရွမ်ပဲယူပါလားဟင်ဆိုင်ရှင်ကအဲ့ဒီစကားကိုကြားတာနဲ့တုတ်ထိုးတွေကိုကျမမျက်နှာတက်တက်စီလွှင့်ပစ်ပြီးတော့မစားနိုင်ရင်လည်းမစားနဲ့လူတိုင်းသာနှင့်လို့အကျွေးလာဖြတ်နေရင်ငါဆိုင်အနည်းနဲ့အမြန်အရှုံးပေါ်ပြီးပိတ်လိုက်ရမှာပေါ့ငါတို့ဆိုင်ကနှင့်ကိုအလိုမရှိဘူးလို့အော်ပါလေရောနောက်တော့ကျမလည်းတခြားဆိုင်တစ်ဆိုင်ပြောင်းပြီးသွားစားတာပေါ့ဒါကိုအဲ့ဒီဆိုင်ရှင်ကတီးသွားတော့ဒေါသတွေပောက်ကွဲပြီးကျမကိုပိတ်ထားကနင်းငါဆိုင်မှာစားလာတာ3နှစ်ရှိပြီးနင်းကဘာကိစ္စတခြားဆိုင်သွားစားရတာလဲဒါတစ္ဆာဖောက်တာပဲမသိဘူးလားနင်းသွားခွင့်မရှိဘူးတဲ့အိမ်မှာဖုန်းသုံးရင်ဘိုက်စားလာတာနဲ့တိုက်ခန်းအောက်ကဆိုင်မှာတုတ်ထိုးသွားစားဖို့ဆုံးဖြတ်လိုက်တဲ့တုတ်ထိုးတွေရွေးပြီးချိန်ခွင်ပေါ်တင်လိုက်တဲ့အခါ44.4 ရွမ်ဆိုတဲ့ဈေးနှုန်းကိုမြင်ပြီးမျက်မှောင်ကျုပ်သွားမိတယ်ဒီဆိုင်မှာစားလာတာ3နှစ်ရှိပြီဆိုတော့ဆိုင်ရှင်လီယုံရဲ့ကြောပြင်ကိုကြည့်ပြီးပြုံးပြုံးလေးပြောလိုက်မိတယ်တထေးလီဒီကနန်းကနိမိတ်မကောင်းတယ်လို့ပဲဒီနေ့အကျွေးလေးဖြတ်ပေးပါလားဝီချက်ကနေ43.9 ရွမ်ပဲဆွဲပေးမယ်ဘလို့လဲပြောဆိုနဲ့ပတ်စံလွဲကိုဖုန်းထုတ်လိုက်တဲ့အချိန်မှာပဲမထင်မှတ်ပဲဆိုင်ရှင်လီယုံက QR ကုတ်ကိုလက်နဲ့အုပ်လိုက်ပြီးကျမကိုအော်ငေါက်ပါလေရောနင်ကဒီကနန်းကိုနိမိတ်မကောင်းဘူးလို့ထင်ရင်ပတ်စံတရွံပို့ပေးလိုက်လို့မရဘူးလားငါကဘာလို့အရှုံးခံရမှာလဲငါစီးပွားရေးလုပ်ရတာလွယ်တယ်မှတ်နေလားငါကယောက်ျားရင်မကြီးဖြစ်ပြီးမိုးမလင်းခင်ကလေးကညမိုးချုပ်အထိရုန်းကန်နေရတာနင်တို့လိုမိန်းမတွေနဲ့မတူဘူးအိယာပေါ်လဲနေုံနဲ့တင်ပတ်စံကအလွယ်တကူရနေတာမျိုးမဟုတ်ဘူးကျမဒေါသထွက်လွန်းလို့မျက်နှာတစ်ခုလုံးမြင်မြန်းသွားတယ်ဒီဆိုင်မှာ3နှစ်ပတ်လုံးအားပေးလာခဲ့တာကိုပြား90နဲ့ဆိုင်ရှင်ကကျမကိုဒီလောက်ထိစော်ကားမော်ကားပြောလိုက်မယ်လို့မမျှော်လင့်ထားမိဘူးထွားချိုင်းလာတဲ့လီယုံရဲ့အရက်အမောင်းကိုကြည့်ပြီးအသက်ပြင်းပြင်းရှူကာဒီတုတ်ထိုးတွေကိုမယူတော့ဘူးလို့ဆုံးဖြတ်လိုက်ပေမဲ့မထင်မှတ်ပဲလီယုံကနောက်ကနေကျမအင်ဂျီကိုဆွဲဆောင်ပြီးတော့နင်ကဘာလို့မယူရမှာလဲငါချိန်လဲချိန်ပေးပြီးနင်ဒီနေ့မယူလို့မရဘူးမယူရင်ဒီတကားကနေထွက်ဖို့မစင်စားနဲ့လီယုံကကျမကိုတမင်တက်ပြဿနာရှာနေမှန်းသိပေမဲ့အခုချိန်မှာသူ့ကိုပြန်ချရင်ကျမပဲနင့်နာမှာမို့လို့ဒေါသကိုမျိုးတိတ်ပြီး44.4 ရွမ်ကိုလွှဲပေးလိုက်ကတုတ်ထိုးတွေကိုကြော်ပေးဖို့ပြောလိုက်တယ်ဒါပေမဲ့လီယုံကမကြားချင်အောင်ဆောင်ပြီးကြော်ရသေးတဲ့တုတ်ထိုးစိမ့်တွေကိုပဲထုတ်ပိုးပြီးကျမလက်ထဲပစ်ပေးတယ်ငါကဘာလို့နင့်ကိုကြော်ပေးရမှာလဲနင်းစောစောကငါအချိန်တွေအများကြီးဖြုံးလိုက်လို့ငါမှဖောက်တဲ့အများကြီးဆုံးရှုံးသွားပြီအခုလိုထုတ်ပေးတာကိုပဲနင်းခိုးပြုံးနေလိုက်ဦးကျမယူမတက်ဒေါသထွက်သွားပြီရှင်ကကျမကိုမိမတယောက်မို့လို့တမင်တက်နှိပ်စက်နေတာမလားကျမကိုအနိုင်ကျင့်နေတာပေါ့လီယုံကနှာခေါင်းရှုံပြီးအေးငါကနင့်ကိုအနိုင်ကျင့်တာဘာဖြစ်ချင်လဲနင်တို့လိုပတ်စံမတ်တဲ့မိန်းမတွေကိုငါမြင်ဘူးလို့ငါရှိမှခဏခဏလာဝဲနေတာငါအာယုံကိုဆွဲဆောင်ခြင်းလို့မလားဒါပေမဲ့ငါကတော့နင့်ကိုမျက်စိထဲတောင်မတွင်းဘူးဒီအချိန်မှာဘေးကဖြတ်သွားတဲ့လမ်းသွားလမ်းလာတယောက်ကမကြည့်ရတော့ပဲဝင်ပြောတယ်ဆိုင်ရှင်ခမားစကားကိုဘယ်လိုပြောနေတာလဲနောက်တစ်ချိန်ခမားသမီးသားသူတစ်ပါးရဲ့ဒီလိုအနိုင်ကျင့်တာခံရရင်ခမားလက်ခံနိုင်မလားလီယုံကအားနဲ့သူကိုအနိုင်ကျင့်ပြီးအာတန်သူကိုကြောက်တဲ့လူစားမျိုးမှုလူကောင်ကြီးကြီးနဲ့လမ်းသွားလမ်းလာကဝင်ပါလာတာမြင်တော့ပြန်မပြောရတော့ဘူးမဟုတ်မဟန်နဲ့ကျမလက်ထဲကတုတ်ထိုးထုတ်ကိုပြန်လူသွားပြီးစီအိုးတဲ့ကမန်းကတန်း3-4ချက်ကြော်ပေးကတဝက်ချက်တဝက်စိမ့်အထုပ်ကိုကျမလက်ထဲပြန်ထိုးထည့်ပေးရင်ငါလိုလူရိုးလူကိုပဲအနိုင်ကျင့်တက်ကြတယ်နောက်ဆိုနေငါဆိုင်ကိုလုံးဝမလာနဲ့တော့နင့်ကိုငါမယောင်းချင်ဘူးလို့ပြောပါလေရောဒေါသထွက်ပြီးအိမ်ပြန်ရောက်လာတော့ပိုတွေးမိလေပိုစိတ်တူလေးပဲအစားကလီယုံရဲ့အကျော်ဆိုင်စောက်ဖွင့်ခါစားတော့ကဈေးရောက်မကောင်းရှာဘူးသူကရိုးရိုးအေးအေးလူကောင်းတစ်ယောက်ဖြစ်တာမြင်လို့ရောကိုယ်တိုင်ကလည်းအကျော်ကြိုက်တာရောကြောင့်သူ့ဆိုင်ကိုနေတိုင်းလိုအားပေးခဲ့တယ်နောက်တော့ကျမအကျော်စားနေတဲ့ပုံကိုလမ်းသွားလမ်းလာတစ်ယောက်ကဗီဒီယိုရိုက်ပြီးအင်တာနက်ပေါ်တင်လိုက်တာရုပ်တရက်ဆိုသလိုနာမည်ကြီးသွားခဲ့တယ်ဗီဒီယိုပေါက်သွားတာကြောင့်အင်တာနက်အသုံးပြုသူတွေဟာမိုင်ပေါင်းထောင်ချီဝေးတဲ့နေရာတွေကနေလီယုံရဲ့အကျော်ဆိုင်ကိုလာရောက်စားတောက်ကြတော့တယ်ကျမလည်းရေးသားကိုလင်ညာလိုက်ပြီးလီယုံရဲ့အကျော်တွေကတကယ်စားလို့ကောင်းကြောင်းဝိုင်းချီမုန်းပေးခဲ့တာပေါ့အဲ့ဒီအချိန်တုန်းကလမ်းသွားလမ်းလာတွေကိုဗီဒီယိုပို့ရိုက်နိုင်အောင်နဲ့လီယုံရဲ့အကျော်ဆိုင်စီးပွားရေးပုံမှုတိုးတက်လာအောင်ဆိုပြီးတစ်နေ့3နှလုံးအကျော်ပဲစားခဲ့တာနောက်ဆုံးအစာအိမ်ယောဂရပြီးဆေးရုံတောင်တက်လိုက်ရတယ်အခုပြန်တွေးကြည့်တော့အဲ့ဒီတုန်းကတကယ်ပဲအုံနောက်မရှိခဲ့တာပဲကတင်ပေါ်မှာလှိမ့်နေပေမဲ့ဘလို့မှအိတ်လို့မပြောပဲတွေးမိတိုင်းပိုစိတ်တူလာတယ်ဒါနဲ့ပဲကိုယ့်ရဲ့လူမှုကွန်ရက်အကောင့်ထဲဝင်ပြီးဒီနေ့ဖြစ်ပျက်ခဲ့တဲ့ညအကြောင်းအရာအားလုံးကိုအင်တာနက်ပေါ်မှာအဆအဆုံးအရှိတိုင်းတင်လိုက်တော့တယ်ဗီဒီယိုတင်ပြီးချင်းမှာပဲအင်တာနက်အသုံးပြုသူတွေချက်ချင်းဒေါသထွက်ကုန်ကြပြီးမှတ်ချက်ကဏ္ဍမှာလီယုံကိုကျေးဇူးကမ်းတဲ့ကောင်ဆိုပြီးဝိုင်းဆဲကြတော့တာပဲကျမမှတ်မိတလောက်ဆိုရင်ဒီအကြောင်းအရာတင်တဲ့သူကြောင့်သူတို့အကျော်ဆိုင်စီးပွားရေးတက်လာတာလေလူဖြစ်ပြီးတော့ဒီလိုဘယ်လိုလုပ်နိုင်ရတာလဲဒီအကျော်ဆိုင်ကိုနောင်ကိုဘယ်တော့မှမစားတော့ဘူးဒီလိုအချင်းပုတ်တဲ့ဆိုင်ရှင်မျိုးအနှင်းနဲ့အမြန်ပေးရမှာပဲစသဖြင့်ပေါ့အဲ့ဒီအချိန်မှာပဲလီယုံကလည်းကျမအင်တာနက်ပေါ်မှာတင်ထားတဲ့စာကိုတွေ့သွားပြီးအောက်မှာပြန်လဲတုတ်ပြန်ခဲ့တယ်မင်းတို့စားချင်စားမစားချင်နေငါကြည့်ရတဲ့လောက်မင်းတို့ရဲ့အကောင့်အမည်တွေအကုန်လုံးကမိန်းကလေးတွေကြီးပဲမလားငါအကျော်ဆိုင်ကယောက်ျားတွေကိုမြူဆွဲပြီးပတ်စံရှာတဲ့မိန်းမတွေရဲ့အားပေးမှုကိုအလိုမရှိဘူးမင်းတို့မရှိလဲငါကစီးပွားရေးမဖြစ်တော့တာမှမဟုတ်တာတဲ့မှတ်ချက်ကဏ္ဍတစ်ခုလုံးချက်ချင်းစူညံပွက်လောရိုက်သွားတော့တယ်လီယုံကအစကတော့ဒီလိုပြောလိုက်ရင်အမျိုးသားတွေရဲ့ထောက်ခံမှုကိုရလိမ့်မယ်လို့ထင်နေတာဒါပေမဲ့အမျိုးသားတွေရဲ့ထောက်ခံမှုကိုမရတဲ့အပြင်အမျိုးသားတွေကပါသူ့ဆိုင်မြန်ပေးရပါစေလို့ဝိုင်းဆဲကြတော့တယ်မင်းလိုအချင်းပုတ်တဲ့ဆိုင်ရှင်ကဘာတဘောလဲမင်းမေကမိန်းမမဟုတ်ဘူးလားဘာလို့အမျိုးသမီးတွေကိုတိုက်ခိုက်နေရတာလဲမင်းကကြောက်တုံးကြားကနေထွက်လာတာမလို့လားဆိုပြီးတော့ပေါ့လီယုံတယောက်ချက်ချင်းပဲအမိကုတ်သွားပြီးကျမရဲ့ post ကိုတိုင်ကြားချက်တင်ကဖြုတ်ချခိုင်းလိုက်တယ်ဒါပေမဲ့သူ online အသုံးပြုသူတွေရဲ့ဝိုင်းဆဲခံနေရတာကိုကြည့်ပြီးကျမစိတ်ထဲတော်တော်လေးနေတာထိုင်တာရှိသွားခဲ့တယ်ကျမကငငယ်ကလေးကအကျော်စုံစားရတာကြိုက်တာအစကလီယုံရဲ့အကျော်ဆိုင်အစ်စ်စဖွင့်တုန်းကတန်ရှင်းရေးလဲအတော်လေးကောင်းလို့ကျမအဲ့ဒီဆိုင်မှာပဲစားလာတာ3နှစ်တောင်ရှိသွားပြီဒါပေမဲ့နောက်ပိုင်းမှာလီယုံဆိုင်ကအကျော်တွေကတစ်နေ့ထက်တစ်နေ့ပိုပြီးကတိလင်းတနိုင်လာတဲ့အခါတလေဆိုပုံနေတဲ့ဟင်းရွက်ဖက်တွေကိုတောင်တွေ့ရတတ်တယ်ကျမကစေတနာနဲ့တတိပေးတာကိုသူကတော့ကျမကိုသူ့တယ်ဆိုပြီးညှို့ညင်သေးတယ်ဒီလိုကိစ္စမျိုးကြုံပြီးနောက်မှာတော့အစားတောက်မှာအဖြစ်မရှိတာမို့အောက်ထပ်ဆင်းပြီးအကျော်ဆိုင်တစ်ဆိုင်ပြန်ရှာဖို့ပဲစိတ်ကူးလိုက်တော့တယ်လီယုံရဲ့အကျော်ဆိုင်သားကနေဖျက်လျှောက်သွားတဲ့အခါသူ့ဆိုင်ကအယောင်းဝယ်တွေတခုံထိုးကျဆင်းသွားတာကိုအံ့ဩတုန်လှုပ်ဖွယ်တွေ့လိုက်ရတယ်အရင်တုန်းကဒီအကျော်ဆိုင်ကိုကျမကဝိုင်းဝန်းမြင့်တင်ပေးပြီးလူသိများအောင်လုပ်ပေးခဲ့လို့ဆိုင်ရှိမှာလူတွေတိုးမပေါက်အောင်စီကားခဲ့တာအကျော်စားချင်ရင်တော့အနည်းဆုံး1နာရီလောက်တန်းစီဆောင်ရတာလေဒီအချိန်မှာ
လီယုံလည်းအခြေအနေမဟန်မှန်ရိပ်မိသွားပြီးအရင်ကဖောက်တဲ့ဟောင်းတယောက်ကိုပိတ်ရက်ကစစ်မေးတော့တယ်မင်းကငါးဆိုင်မှာနေတိုင်းတန်းစီပြီးအကျော်စားနေကြမဟုတ်ဘူးလားဒီနေ့လူမရှိတာတော့ဘာလို့လာမစားတာလဲဖောက်တွေကဆက်ဆုပ်ရွှရှာတဲ့အမူအရာနဲ့သူ့ကိုတုံးထည့်လိုက်ပြီးကျုပ်ကတော့ခမည်းဆိုင်ကအကျော်ကိုမစားရတော့ဘူးဗျအကယ်၍ကျုပ်ကအကျွေးမပါလာလို့အကျွေးလေးပါလေးလျှော့ပေးဖို့ပြောမိရင်ခမည်းကကျုပ်ကိုအဆက်ခွဲစော်ကားဦးမှာလားလီယုံတယောက်ချက်ချင်းပဲစွန့်သွားပြီးအခြေအနေကိုရိပ်မိသွားပုံနဲ့မျက်နှာပြက်ပြက်နဲ့အတင်းညင်းတော့တယ်မင်းဒါပါစကားပြောတာလဲအခုခေတ်ကဝီချက်နဲ့ပဲငွေပေးချင်နေကြတာအကျွေးပါမလာတာကလူတယောက်ရဲ့ဂုဏ်သိက္ခာကိုဘာမှမထိခိုက်ပါဘူးအဲ့ဒီလူကစိတ်ပြက်လက်ပြက်နဲ့သူ့ကိုကြော်ဖြတ်ပြီးထွက်သွားခဲ့တယ်ဒီစကားတွေကိုကြားပြီးနောက်မှာတော့ကျမအေးဆက်ဆက်နဲ့တစ်ချက်ပြုံးလိုက်ပြီးမျက်နှာချင်းဆိုင်လမ်းဘက်ကအကျော်ဆိုင်ကိုသွားကအကျော်တွေအများကြီးဝယ်လိုက်တယ်ညကြရင်အိမ်မှာအောင်ပွဲခံမှုပေါ်ဒါပေမဲ့မမျှော်လင့်ပဲလီယုံရဲ့အကျော်ဆိုင်စီးကနေဖြတ်ပြန်มาတော့သူကကျမသတိမထားမိတဲ့အချိန်ကိုချောင်းပြီးကျမလက်ထဲကအကျော်တွေကိုမြေပြင်ပေါ်ရိုက်ချပစ်လိုက်ပါတော့တယ်